သူကသူမနောက်ကိုလိုက်ခွင့်တောင်းပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တယ်လို့သူမကလည်းသူ့ကိုအရာအားလုံးအကုန်စင်တင်ကြားပေးခဲ့ပါတယ်နေ့ရက်တွေကုန်ဆုံးလာတဲ့အမျှသူတို့နှစ်ယောက်မှာတယောက်နဲ့တယောက်ဇရာတပည့်လိုရောသူငယ်ချင်းလိုပါဖြစ်လာခဲ့ကြပါတယ်ကျောင်းပိတ်ရက်ကုန်လို့ကောင်လေးကျောင်းတက်ဖို့မြို့ကိုပြန်ရတော့မယ့်အချိန်မှာသူတို့နှစ်ယောက်ခွဲခွာခဲ့ကြရပါတယ်မထွက်ခွာခင်ညကြမှာပဲသူတို့နှစ်ယောက်ဟာနာမည်တွေတရားဝင်အနှံ့လဲခဲ့ကြတာပါကောင်လေးကသူ့မိသားစုပိုင်းကြောက်စင်းဆွဲတီကိုတောင်ပေးခဲ့ပြီးတနေ့မှသူမကိုအနိုင်တိုက်နိုင်ရင်သူမကသူ့ကိုလက်ထိုင်ရမယ်လို့ကတိတောင်းခဲ့ပါတယ်မင်းကလေးကလည်းပြုံးပြီးတော့တူခဲ့ပါတယ်ဆက်ရှိနေတာကုန်ဆုံးသွားတဲ့အခါကောင်လေးဟာသူ့ရဲ့မဆုံးမထားစူးစမ်းမှုတွေကြောင့်ကမ္ဘာလက်ဝှေ့ချန်ပီယံဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒီနေ့တွေတစ်ချောင်းလုံးသူ့စိတ်ထဲမှာအဲ့ဒီမင်းကလေးကိုပဲဆွဲလန်းနေခဲ့တာပါသူ့ဖက်မှာလည်းမင်းကလေးဟာသူမရဲ့မိဘအရင်တွေကိုပြန်ရှာတွေ့ခဲ့ပါတယ်ဒါပေမဲ့သူမမမျှော်လင့်ထားတာကတော့မိဘတွေဟာအတိတ်ကကိစ္စတွေကိုအစားထိုးပေးဖို့ခေါ်လာတာမျိုးမဟုတ်ပဲသူမရဲ့ညီမအစားထိုးလက်ထပ်ခိုင်းဖို့ခေါ်လာခဲ့တာပဲဖြစ်ပါတယ်ပိုပြီးအံ့ဩဖို့ကောက်တာကတော့လက်ထပ်ဖို့အထက်စီးစင်ထားတဲ့တွေ့ဆုံပွဲနေရာဟာလက်ဝေလေ့ကျင့်ရေးယုံတစ်ခုမှဖြစ်နေတာပါသူမမသိတာကတော့အဲ့ဒီနေရာမှာရှိနေတဲ့သူဟာတစ်ချိန်ကသူမထင်ပေးခဲ့ဘူးတဲ့ဒီနေ့တွေတစ်ချောင်းကတိတီးခဲ့တဲ့အဲ့ဒီကောင်လေးဖြစ်နေတာပါဒါပေမဲ့ဆက်ရှင်နေကြတော့တဲ့အတွက်သူတို့တယောက်ကိုတယောက်မမှတ်မိကြတော့ပါဘူးဒါကြောင့်စာပိုင်းမှာသူကအရန်ရန်ကားတဲ့ပုံစံဖမ်းပြီးလက်ထပ်ပြီးရင်သူမကိုနှိမ့်ဆက်မှာချစ်ချောင်းအိမ်ပြန်ပြီးစိတ်ဆက်ပွဲဖြတ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူမကတော့အလွယ်တကူချိန်နောက်လို့ရတဲ့သူမဟုတ်ပါဘူးသူမကညင်းဆိုယုံတယ်မကားပဲစင်ပွားမှာရှင်းပြိုင်ဖို့စိန်ခေါ်လိုက်ပြီးပွဲရလွန်နေပဲလက်ထပ်ပွဲကိုဆုံးဖြတ်ဖို့ပြောခဲ့ပါတယ်သူကတော့သူမကိုကိုယုံကြည်မှုလွန်ကဲနေတယ်လို့ထင်ပြီးချက်ချင်းသဘောတူလိုက်ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲအကွက်အနည်းငယ်အချာမှာပဲသူဟာသူမကိုလုံးဝမရင်ဆိုင်တော့ပါဘူးသူမကသူ့ကိုအလဲထိုးလိုက်ပြီးအေးဆက်ဆက်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာသူမရဲ့ရင်ဘက်ကကြောက်စင်းဆွဲတီးကိုမြင်လို့သူမြင်တတ်သွားပါတယ်အဲ့ဒါဟာလွန်ခဲ့တဲ့ဆက်ရှင်တွေကသူပေးခဲ့တဲ့ကြောက်စင်းဆွဲတီးဖြစ်နေလို့ပါသူကသူမကိုမယုံနိုင်တယ်လို့စိုက်ကြည့်နေမိပါတယ်ဒါကိုမြင်တော့မင်းကလေးကသူ့ပခုံးကိုနင်းပြီးရှုံးတာကိုဝန်ကန်တလားလို့မေးပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးကသူမရဲ့နာမည်ကိုတိုးတိုးလေးခေါ်လိုက်ပါတယ်